Hello အားလုံးပဲမင်္ဂလာပါရှင် Daily to Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါရေပြအထူးကုဆရာဝန်ပါဒီနေ့ဗီဒီယိုလေးလုပ်ရတဲ့အကြောင်းအရာကြတော့လေကျွန်မစီကိုလာတဲ့လူနာတယောက်ကြောင့်မို့လို့စဉ်းစားမိတာလေးပေါ့ပြောဖြစ်တယ်ပေါ့နော်ဘာလဲဆိုတော့လေသူကအဲ့မှာယောဂတစ်ခုတော့ဘာလဲတော့မမှတ်မိတော့ဘူးကျွန်မစီကိုလာပြတာတခြားယောဂတစ်ခုပေါ့နော်အရေပြားနဲ့ဆိုင်တဲ့ယောဂဒါပေမဲ့သူ့ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတွေးစစ်လိုက်တော့B4 ရှိနေတယ်အသက်ရောင်တဝါ B4 HPS antigen positive ပေါ့နော်အဲ့တော့ B4 ရှိနေတယ်အဲ့နဲ့ကျမကနေB4 ရှိနေတဲ့အခါကျတော့ဘယ်လိုမျိုးနေထိုင်စားသောက်ရလဲပြီးရင်ဘယ်လောက်ကြာရင်ဘာတွေဖြစ်တဲ့တလဲပေါ့နော်ပြီးရင်ဘယ်လိုမျိုးကုသဖို့လိုအပ်တယ်လဲဆိုတဲ့အကြောင်းလေးသူ့ကိုပြောပြလိုက်တာပေါ့နော်တခုရှိတာပေါ့လေ B4 ကကြတော့ B4 သမားတွေကကြတော့ဆေးရအကြာကြီးတောက်ရတယ်ပေါ့နော်negative ဆိုလို့ပြီးတော့မဖြစ်သွားဘူးပေါ့နော်အဲ့နဲ့သူကနေဟင်းနဲ့ပျောက်လည်းမပျောက်ဘူးဆရာမတယ်မပျောက်ရင်တော့မကုတော့ဘူး။ဩအဲ့နဲ့လေမပျောက်ပင်မဲ့လေတကုရမယ်လေလို့အသက်ကသူကအသက်က30ကျော်ပဲရှိသေးတာ။အဲ့တော့ရှေ့ဆက်ရမယ်လမ်းနေရရှိသေးတယ်။အသက်ရှည်ဖို့ပေါ့မပျောက်ပင်မဲ့လေအသက်ရှည်ဖို့လိုသေးတယ်လေဟုတ်တယ်မလား။ပျောက်တာမပျောက်တာအကြောင်းမဟုတ်ဘူး။အသက်ရှည်နေရဖို့ရယ် quality of life ကောင်းဖို့ရယ်အဲ့ဒီအတွက်ကိုကျမတို့စိတ်ကူးကြတာ။အဲ့ဒါမသိရလား။အခုပြောနေရနားထောင်နေတဲ့သူတွေလေအကုန်လုံးလေဒီယောဂမပြောက်ဘူးငါစီမှာရှိနေတယ်နော်ရှိနေပေမဲ့လည်းဒါသူ့အတူရှိနေတာတသက်ထားကိုယ့်အကူဆက်ပြီးတော့အသက်ရှင်တန်ရမှာရှိမယ်ပြီးရင်ကိုကောင်းကောင်းနေထိုင်နိုင်မယ်ကောင်းကောင်းစားနိုင်မယ်သူများနေတူသွားနိုင်မယ်လာနိုင်မယ်အဲ့ဆို quality of life ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ရမယ်လေအဲ့ဒါမှစိတ်ကူးရတာပေါ့အဲ့တော့တန်တာပေါ့အဲ့လိုမျိုးကြောင့်စိတ်ကူးကြတာလေနော်စီးချိုဖြစ်တယ်တို့သွေးတိုးရှိတယ်တို့နှလုံးယောဂရှိတယ်တို့နော်အဲ့ဒါတွေကပျောက်လို့လားမပျောက်ဘူးလေတစ်လုံးမဲ့ဒီယောဂနဲ့ပဲနေထိုင်သွားမှာဟုတ်တယ်မလားဒါပေမဲ့အခုစီးချိုရှိလို့အခုသေလို့လားမသေဘူးလေအဲ့တော့နော်ပျောက်လည်းမပျောက်ဘူးအသက်ရှည်ဖို့လိုတယ်အသက်ရှည်နဲ့ကျန်းမာနေဖို့လိုတယ်နော်ကျန်းမာနိုင်မယ်ကိုသွားကျင်တဲ့နေရာသွားလို့ရမယ်ကိုစားကျင်တာလေးစားလို့ရမယ်ကောင်းကောင်းအိပ်နိုင်မယ်အဲ့ဒါအရေးကြီးဆုံးပဲလေနော်ဟုတ်တယ်မလားအဲ့တော့သွေးတိုးစီးချိုမပြောက်ဘူးသိတယ်ဒါပေမဲ့အဲ့ဒါကိုဆေးနဲ့ထိန်းထားရမယ်နော်သွေးတိုးတွေစီးချိုတွေကြာလာလို့ရှင်ဘာဖြစ်တက်လဲနှလုံးရောဂါတွေဖြစ်သွားတတ်တယ်ကြောက်ကက်တွေပျက်စီးတတ်တယ်အဲ့ဒီဟာအခါကြလို့ရှင်ကြတော့အသက်အန္တရာယ်ကိုလုံးဝထိခိုက်သွားပြီအသက်အန္တရာယ်ကိုထိတယ်ဆိုတာ organ တွေ organ ဆိုတာကလီစာတွေပေါ့ကိုရင်းအင်္ဂါတွေပျက်စီးရဆိုလို့ရှင်အသက်အန္တရာယ်ထိခိုက်တယ်နော်အဲ့တော့အဲ့ဒီကိုရင်းအင်္ဂါတွေမထိခိုက်အောင်ထိထိန်းထားဖို့ကကြတော့ဒါဆရာဝန်ကြီးရှာဖွေတဲ့အရာပေါ့အဲ့ဒီဟာအတိုင်းပဲလူနာတွေကိုကုရမယ်ပေါ့နော်အဲ့ဒီတိုင်းနေရမှာပေါ့ဟုတ်တယ်မလားအဲ့ခုနပြောရနော် B4 ရှိတဲ့သူအခုဒါကျမရဲ့အသိလေးနဲ့ပြောပြမယ်ပေါ့နော်ကျမ hepatologist လည်းမဟုတ်ဘူး hepatologist ဆိုတာအသေးအထူးကုလေနော်သူတို့ကတော့ပို့ပြီးတော့ကျွမ်းကျင်မှာပေါ့ကိုကတော့ကိုဖတ်ထားသလောက်ပဲသိတဲ့အကြောင်းလေးပြောပြမယ်နော်အသေးအောင်ဟိုက B4 ရှိတယ်ဆိုလို့ရှိရင်သိချင်းဘာလုပ်ရမလဲဆိုလို့ရှိရင်အဲ့ဒီဆရာဝန်တွေကသူကသွေးစစ်တာတွေပါတယ်လောက်တာပေါ့နော်ဘာဖြစ်လို့စစ်ရတာလဲဆိုလို့ရှိရင်ပိုးကောင်နေပြီပိုးတွေဘယ်လောက်ရှိနေတာလဲပွားနေပြီလားနော်ကို့မှာရှိတာအခွန်တွေပဲရှိနေတာလားအကောင်ရှိနေရလားဆိုတာသိဖို့သွေးတွေစစ်ကြတယ်ပြီးရင်အဲ့ဒီပိုးတွေကကိုယ့်ရဲ့အသေးကိုသူကအသေးကိုကြိုက်တယ်အသေးထဲမှာနေတာလေအဲ့ဒါကြောင့်အသေးယောဂပိုးလို့တောင်ခေါ်တာလေနော်အဲ့တော့အဲ့ဒီအသေးကိုဒုက္ခပေးနေပြီလားဆိုတဲ့ဟာကိုစစ်တယ်ပေါ့ပြီးတော့တခြားအရာတွေလည်းစစ်တာတွေရှိမှာပေါ့လေနော်နောက်ဆက်တွဲဆိုးကျိုးတွေဘာတွေရှိနိုင်လဲဆိုပြီးတော့စစ်တာပေါ့ပြီးရင်အဲ့ဒါကိုပိုးကိုထိန်းထားရတယ်အဲ့တော့ဆေးတောက်ရတာပေါ့ပိုးကိုမထိန်းထားရင်ဘာဖြစ်လဲဆိုပိုးတွေကအရန်ပွားတယ် virus ဆိုတာအရန်ပွားတာအရန်မြန်တယ်2ဆ4ဆ6ဆအဲ့လိုမျိုးဇာတိုးတွေပွားတာလေအရန်မြန်တယ်အဲ့တော့ပိုးတွေမပွားမှအသေးကကောင်းကောင်းအလုပ်လုပ်တယ်နော်နောက်ပိုင်းကျရင်သူအသက်အနှစ်20ပေါ့အနှစ်20ကျော်အနှစ်30လောက်အဲ့လောက်ကြာလို့ရှိရင်ဒီပိုးရှိတဲ့သမားအနှစ်20 30ကြာလို့ရှိရင်အမြဲတမ်းနော်အမြဲတမ်းဆိုတာလူတိုင်းနေပါပဲအသေးရောင်နဲ့အသေးအစီဖုံးနဲ့အသေး6တယ်ပြီးရင်အသေးရေဖြင်းယောဂါလေအဲ့ဒါဖြစ်မယ်ပြီးရင်အသေးကင်ဆာဖြစ်မယ်အဲ့လိုပဲသူ process အတိုင်းပဲအဲ့လိုဖြစ်သွားမှာအဲ့ဒါအမှန်တရားပဲပေါ့ဒါသူတေသနာလုပ်ထားတာဆေးပညာမှာရှာဖွေတွေ့ရှိထားတာလေနော်အဲ့ဒါကတော့ပြောင်းလဲလို့မရအောင်အဲ့တော့အဲ့ဒီအတွက်ကိုပိုးတွေကိုတက်နိုင်သမျှနည်းနိုင်သမျှနည်းအောင်ထားတယ်ပေါ့အဲ့လိုဆိုလို့ရှိရင်အဲ့အတိုင်း process အတိုင်းဆက်ပြီးမဖြစ်သွားတဲ့အတွက်ကိုယ့်ရဲ့အသေးလေးကကျန်းမာမယ်အဲ့တော့ကိုကတမန်လူတွေလိုပဲကောင်းကောင်းနေလို့ရတယ်ပေါ့နော်ဒီပိုးရှိတိုင်းဆက်စဦးချင်းမှာယောဂလက္ခဏာပြမှာမဟုတ်ဘူးဘယ်သူမှတော့ဘာမှတော့သိမှာမဟုတ်ဘူးနော် carrier လို့ခေါ်တာပေါ့လေပိုးကိုသယ်ဆောင်သူပဲဖြစ်နေတာအဲ့ဒါကြောင့်မို့လို့ဒီက
ဒီလိုမျိုးနောက်ဆက်တွဲတွေမဖြစ်အောင်လို့ပေါ့နော်စိတ်ကူရတယ်နော်အဲ့လူနာကိုတော့ပြလိုက်ပါတယ်ဒါပေမဲ့သူသွားချင်လဲသွားပေါ့နော်ကျွန်မတော့တိုက်တွန်းလိုက်တာပေါ့ကိုကတော့ကိုတက်နိုင်မှာလားပေါ့နော်ဒါကအသေးယောဂါကိုပြောတာနော်ပြီးရင်ရေပြားယောဂါတွေရှိတယ်လေတချို့ရေပြားယောဂါတွေအဲ့လိုပဲဆေးနဲ့ထိန်းထားရတာရှိတယ်မပြောက်ဘူးမပြောက်ပြင်မဲ့လေကိုကကောင်းကောင်းမွန်မွန်နေ့စဉ်နေ့တိုင်း quality of life ကောင်းအောင်လို့ပေါ့နော်သူများနေတူစားမယ်အိမ်မယ်သူများနေတူအပြင်သွားမယ်နော်အဲ့လိုမျိုးပြီးရင်အရေပြားယောဂါတွေကအများသောအားဖြင့်လေသူကဟိုဘယ်လိုပြောမလဲလူမှုရေးမှာနည်းနည်းအားနည်းချက်တွေရှိတာပေါ့ဟုတ်တယ်မလားလူကမြင်နေလို့ရှိရင်လေကိုယ်ကုသယောဂါရှိတယ်အဲ့လိုမျိုးထင်နိုင်တယ်လေအရေပြားပေါ်မှာမြင်နေရတာဟုတ်နော်အဲ့အတွက်လည်းစိတ်ကူကြတယ်ပြီးတော့ရားနေရင်အများရန်ရားနေရင်လည်းအဆင်မပြေဘူးလေဟုတ်တယ်မလားနော်အဲ့တော့အဲ့ဒီဥပမာဒီအင်မြင်ထားတဲ့သူတွေပေါ့အင်မြင်ထားတာကြတော့သူကတစ်ခါတလေကြာရင်ဘာအကြောင်းမှမရှိဘဲနဲ့အင်မြင်ထားတာရှိတာဟုတ်ယောဂစစ်ကျင်လည်းမရှိဘူးဒါပေမဲ့ကိုကတော့အဲ့ဒီဟာကြီးထနေတဲ့အတွက်အင်မြင်ထနေတဲ့အတွက်ရားနေတဲ့အတွက်စိတ်အနှောက်အယှက်ဖြစ်တာပေါ့နော်အဲ့ဒီအတွက်လည်းစိတ်ကူကြတယ်ပြီးတော့ HIV သမားတွေလေဒီ HIV AIDS ဖြစ်တဲ့သူတို့တွေလည်းစိတ်ကူကြတယ်နော်စိတ်ကူရတယ်ပေါ့စိတ်ကူမှအသက်ရှည်ရှည်နေရမယ်နော်အဲ့ဒါကြောင့်စိတ်ကူကြတာပါတော့ကြာမပြောက်တဲ့ယောဂါတွေဘာဖြစ်လို့ကုနေကြတာလဲဆိုပြီးတော့နော်အဲ့လိုတွေးတဲ့သူတွေလည်းရှိသေးတယ်ပေါ့အားကြောင့်မလို့ဒီလိုမျိုးပြပြတာပါကျမလှပတော့ရေးပြပန်းဆိုင်ကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော် bye bye